အာရခတက်တော်အေးထိန်းချုပ်ထားတဲ့ပလောဝမြို့နယ်စိန်ကျင်းဝကျေးရွာကိုမနေ့ကဩဂတ်စ်လ24ရက်မနက်7:00နာရီကျော်လောက်မှာစစ်တပ်ဘက်ကဂျက်တိုက်လေယာဉ်နဲ့ပုံကျဲတိုက်ခိုက်ခဲ့တယ်လို့အေအေကသတင်းထုတ်ပြန်ထားပါတယ်။ဒီပုံကျဲခံရမှုကြောင့်စိန်ကျင်းဝကျေးရွာကဘုံကြီးကျောင်းနဲ့ရွာတွေကိုဘုံသီးတွေကြားရောက်ပောက်ကွဲခဲ့ပြီးဘုံကြီးကျောင်းမှာပညာသင်နေတဲ့မူလာတန်းကျောင်းသားတဦးနဲ့အသက်1နှစ်အရွယ်ကလေးငယ်တဦးအပါအဝင်စုစုပေါင်း9ဦးပွဲချင်းပြီးသေဆုံးသွားခဲ့တယ်လို့ဆိုပါတယ်။ဒါအပြင်အသက်10နှစ်အောက်မူလာတန်းကလေး8ဦးအပါအဝင်စုစုပေါင်းအရက်သား18ဦးဒဏ်ရာရရှိခဲ့တယ်လို့သိရပါတယ်။ဒဏ်ရာရသူတွေထဲမှာပြင်းထန်ဒဏ်ရာရတဲ့မူလာတန်းကျောင်းသားတွေအပါအဝင်6ဦးဟာစိုးရင်ရတဲ့အခြေအနေမှာရှိနေတာကြောင့်သေဆုံးသူဦးရေထပ်တိုးလာနိုင်ခြေရှိတယ်လို့လည်းထုတ်ပြန်ချက်ရသိရပါတယ်။လေကြောင်းတိုက်ခိုက်မှုကြောင့်စိန်ကျင်ဝရွာကလူနေအိမ်18လုံးနဲ့ဘုံကြီးကျောင်းဆောင်ချို့လည်းပျက်စီးသွားခဲ့ရတယ်လို့သိရပါတယ်။ပြီးခဲ့တဲ့ဩဂတ်စ်လ17ရက်နဲ့12ရက်နေ့တွေကလည်းပလောဝနဲ့စမီမြို့တွေကိုလေကြောင်းကနေပုံကျဲတိုက်ခိုက်ခဲ့တာကြောင့်ဒေသခံတွေသေဆုံးထိခိုက်ဒဏ်ရာရရှိခဲ့တာတွေရှိခဲ့ပါသေးတယ်။စင်ပြည်နယ်ကစီးရအရေးပါတဲ့ပလောဝဒေသတစ်ခုလုံးကိုတော့အာရခတက်တော်အေဘက်ကလွန်ခဲ့တဲ့2024ခုနှစ်ဇန်နဝါရီလ23ရက်နေ့မှာအပိသက်သိမ်းပိုက်ထားတာပဲဖြစ်ပါတယ်။